ရှင်ဘုရားဤတော်တို့သည်သက်ရှိစွာနာမေယံပေကိကြောင့်တောင်းမှုမင်္ဂလာဖြာဖြာတို့နှင့်ပြည့်စုံစေရန်ဤစိတ်တန်၍ရဏဂုံသုံးပါးနှင့်တကွာအင်္ဂါ၈ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူကျင့်သုံးဆောက်တည်ကြပါကုန်၏ရှင်မြတ်တို့ဘုရားဘုမတ္တာမြတ်စွာစွာသောသံဃေဝေဘောဇင်ချိုချေယတာသာဗျာတို့ကိုဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်တို့အားကွယ်လွန်သွားကြသောနန္ဒခိုင်ဝေယေရှုရှင်ဘုရားများနှင့်နန္ဒခိုင်ဝေယေရှုရှင်မဂ္ဂင်ကြီးဥစေနာဥသောနိုင်နန္ဒခိုင်ဝေယေရှုရှင်မိခင်ကြီးတော်နာကြီးတော်မြတ်ကြီးတို့အားယေရှုရှင်မှန်၍ဉာဏ်ရည်သူဒီကာသုလိုမှာဘုရားမောစာရာဝိချာဘုဒ္ဓံသောစေဝနာပုဖြင့်ရာရှိသူဧလူကြပါကုန်၏ရှင်မြတ်တို့ဘုရားဤကောင်းမှုဤကုသိုလ်တို့ဘုရားကြောင့်ဤတော်တို့သည်ဒုက္ခခတ်သိအေးရာဖြစ်သောနိဗ္ဗာန်သို့ရောက်ရပါလို့ကိုရှင်မြတ်တို့ဘုရားဤကောင်းမှုဤကုသိုလ်တို့ဘုရားကိုမိဘဘုရားဆရာသမားစထား၍သုံးသက်တော်ရှင်လေကြကုန်သောဝိနည်းယသတ္တဝါပေါင်းတို့အားမြတ်ပိဝေပါကုန်၏မြတ်ပိဝေပါကုန်၏မြတ်ပိဝေပါကုန်၏သူအားဖြင့်ဝေလွန်သွားကြသောနန္ဒခိုင်ဝေယေရှုရှင်ဘုရားများနှင့်နန္ဒခိုင်ဝေယေရှုရှင်ဖခင်ကြီးဥစိန်လာနန္ဒခိုင်ဝေယေရှုရှင်ဖခင်ကြီးဥသောနိုင်နန္ဒခိုင်ဝေယေရှုရှင်မိခင်ကြီးတော်နာကြီးတော်မြတ်ကြီးတို့သည်ယနေ့ယခု
စုတို့မှာကုလောအပ်သောအောင်းမှုကုသိုလ်ဤဘုမာကိုရေပေါင်းလာသောအာယောင်ဖြင့်ခေညာဝိပေကယောဝိရှိသောအမြတ်တကောင်းအပေါင်းတို့မှာဝေဝဝါကြသောသန္တာထိုင်ဝေယေရုရှင်ဘုရားများနှင့်သန္တာထိုင်ဝေယေရုရှင်အာကိတိစေလာသောလာသန္တာထိုင်ဝေယေရုရှင်နိကေတိသောလာကြီးသောမြတ်ကြီးတို့ထံတစေတကားပြောကြပေးပါတစေတကားပြောကြပေး၍ယေရဟုဉာဏ်ရည်သူမိသားစုတို့မှာလောကသောအောင်းမှုကုသိုလ်ဤဘုဘာဘာကိုဝေဝပါချာသောနန္ဒခိုင်ဝေကြည်လူရှင်ဘုရားနာနေနန္ဒခိုင်ဝေကြည်လူရှင်ဖခင်ကြီးဥစိန်လာဥသောလိုက်နန္ဒခိုင်ဝေကြည်လူရှင်နိကေကြီးဒေါနာကြီးဒေါမြတ်ကြီးတို့သည်ဝါမြောက်လူမောသာဓုခေါ်နိုင်၍နန္ဒ၌ဖြစ်သောဥယျာဉ်ဖိမံတေသာဖြင့်လူ၌ဖြစ်သောစီစိတ်ချမ်းသာတိုက်တာချမ်းရန်အစာအစာအဝတ္တစာစာတိတို့ရာရှိခံစားစံသာနိုင်ပါစီကုန်သောကုသိုလ်အမြတ်ယူတော်မူချပါကုန်သောအာထုတာကုသိုလ်အမြတ်ယူတော်မူချပါကုန်သောအာထုတာကုသိုလ်အမြတ်ယူတော်မူချပါကုန်သောအာထုဒီစိတ်နဲ့စွာမေတ္တာဘာဝနာမေတ္တာဘာဝနာရှိပြန်ပြီသောတော်လေးတော့သောတော်